မဟိုသရိုးသမီးဖက်နဲ့ကလေးတွေကြည့်ကြတယ်ဈေးနှုန်းကဘယ်လောက်ကနေစားရှိတာလဲ ဒီတော့2000ဝယ်6000ဝယ်6000ဝယ်ရှိတယ်လား 6000ဝယ်ကဘယ်လိုမျိုးလေးတွေလဲ 6000ဝယ်တာမျိုးတိုင်းလေးရမယ်ပါ ဒါဆိုရင်6000ဝယ်ဟုတ်ပုံတော်တွေကဆိုရင်ရောအမ ပုံတော်လေးရဆိုလို့ရှိရင်ဒါမျိုးတိုင်းလေးရမယ်မှာ အော်ဒါလည်း6000ဝယ် ဟုတ်ကဲ့ ဟိုအမ line ပေါ်မှာခစ်စားနေလှုပ်စီနဲ့ဟာလေးတွေရောကြက်ပါဦးဟုတ် လေးပါစိတ် ဒီရောင်လေးထားတယ်နော်ဒီရောင်လေးကရောဘယ်လောက်လဲမ အဲ့လေးက6000ဝယ်လား ပြတ်တော့ကြောက်တယ်မလည်းဟုတ်မမမေပကြီးစီးတို့ပုံလေးတွေရောရှိလားရှင် ရှိတယ်ကျွန်တော်တို့တော့ပေးနေရမယ် အရောင်လေးကဒီရောင်လေးနော်အကယ်ဒမီခွဲတက်မှာစီးတဲ့ပုံလေးနော် ဒီဇိုင်းလေးကပုံတော်လေးဆိုဒီလိုဒီဇိုင်းမျိုးလေးလည်းရမယ် ရတယ်ဟုတ်ပြီဟိုနောက်တစ်ပုံကရောအမရာသမတ်ပုံစံလေးလားယင်သူစီးတာ ဟုတ်ကဲ့အမသူစီးတာအဲ့ဒီကာလာလေးကိုကြာစပုံစံလေးပါဒီဇိုင်းလေးပါ ကျမတို့ AC ဖနက်ဆိုင်ကိုကိုရိုင်းကိုကြလာပြီးတော့အားပေးမယ်ဆိုရင် AC ဖနက်ဆိုင်ရဲ့လိပ်စာလေးကတော့ AC ဖနက်ဆိုင်အမှတ်1အရှိအရုံဘိုးကျော်အောင်ဆန်းစီစကော့စီရန်ကုန်မြို့ပါရှင်ပြလိုက်တော့